ဒီအပိုင်းမှာတော့ဘာတွေဆက်ဖြစ်မလဲစောင့်မျှော်ကြည့်ရှုရအောင်တရေကိုငှက်တွေရဲ့အရေခွန်နဲ့လှုပ်လို့ရတယ်ဆိုတာသူသဘောပေါက်သွားတယ်သူ့လက်ကိုဓာတ်အဖြစ်ပြောင်းလဲပြီးတခွဲကန်းမှာတင်ယူခဲ့တာတွေနဲ့ငှက်ရဲ့အရေခွန်ကိုချက်ချင်းခွာလိုက်တဲ့ဓာတ်ကိုငှက်ရဲ့အရေခွန်နဲ့နှက်လိုက်တော့အစိမ့်နှံကြီးတွေထွက်လာပြီးမြဲငှက်ကအရေခွန်ကိုဆက်ခွာပြီးနောက်ဆုံးမှာတေဆုံးသွားတဲ့ငှက်ဝက်ဝင်ကိုဖန်ဆင်းလိုက်တယ်အခုသူ့မှာအဝစ်ကိုအသုံးပြုလို့ရတဲ့အမြင့်ကြီးတစ်ခုရှိပေမဲ့အမြင့်ကအယမ်းမာနေတာကိုစိတ်ပြက်မိတယ်ပြီးတော့ကုသထားတာလည်းမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲသူကိုယ်တိုင်အရေခွန်ကိုတကယ်နေလောင်အောင်လုပ်နိုင်တာတတိယသွားပြီးအရေခွန်ကအယမ်းပြော့လာတဲ့အထိထုရိုက်နေတဲ့ငှက်ကသူပြီးမြောက်အောင်မြင်ခဲ့တာကိုဂုဏ်ယူပြီးအချိန်မဖြုံးပဲအရေခွန်ကိုပုံသွင်းနေတော့မှပဲငှက်ကရုတ်တရက်သူ့နောက်မှာအသက်ဝင်လာပြီးအရေခွန်ကိုသူ့လိုချင်တဲ့ပုံစံအတိုင်းစုပ်ဖြဲလိုက်တယ်။ကူတဲကလူဝစ်ထဲဖြစ်လာတဲ့အစိတ်အားလုံးမပြောက်သေးပေမဲ့လှုပ်ရတာပြည့်ရည်တယ်သူဒီတိုင်းထားလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ငှက်တွေရဲ့တေးဆိုတံကိုကြားတော့လှည့်ကြည့်လိုက်တော့ငှက်ကတကယ်မတည်သေးတာကိုအံ့ဩသွားတယ်။သူ့စကားအတိုင်းငှက်ကရွေပြားနေတာကိုသတိထားမိတယ်။နောက်ဆုံးတော့သူ့ကိုနားလဲသွားမလားဆိုတာညွှန်ပြနေတယ်။ငှက်ကတေတော့မဲ့လက္ခဏာတွေပြနေပြီဖြစ်ပေမဲ့ဘာကြောင့်မှမသိပေမဲ့အသက်ရှင်နေတော့မဲ့မတည်နိုင်တဲ့ဘလူးတကောင်ဖြစ်မှန်သူတွက်ဆက်လိုက်တယ်သူ့ရဲ့အရင်ပုံစံအတိုင်းဆိုရင်နှစ်ခါမစင်စားပဲငှက်ကိုတက်မိမှတေချတယ်ဒါပေမဲ့ငှက်ကလှုပ်ရှားဖို့အားနည်းနေပြီဆိုတော့တက်ပြရမယ့်အကြောင်းပြချက်မရှိဘူးသူတို့နှစ်ယောက်စလုံးကိုကန်ကောင်းတယ်လို့သတ်မှတ်ပြီးငှက်ကိုဒုတိယဘဝနဲ့နေထိုင်ဖို့တိုက်တွန်းတယ်သူလည်းအဲ့ဒီလိုပဲတွေးနေပေမဲ့ထွက်သွားတော့ကန်ကြမာကသူ့ဝိစားပြဿနာကိုကင်တွေဖြေရှင်းပြီးရင်တနေရာမှာပြန်ဆုံနိုင်တယ်ဆိုတာမပြောပြဘူးသူ့အစီအစဉ်ရဲ့နောက်တစ်ခုကအိမ်တလုံးရှာဖို့ပဲဆိုတာသူတွက်ဆက်လိုက်တယ်ပတ်လဲကိုလိုက်ရှာတော့သူပထမဆုံးတွေးတဲ့နေရာကကူတစ်ခုဖြစ်ပြီးအဲ့ဒီလောက်မောင်မိုက်တဲ့နေရာမှာနေထိုင်ဖို့စိတ်မဝင်စားတဲ့အေယာမကင်းမီကောက်မျိုးစားဘီလူးတစ်ကောင်နဲ့ဆုံတွေ့တယ်သူကအဲ့ဒါကိုစွန့်လွတ်လိုက်ပေမဲ့ထွက်သွားခင်မှာထွက်သွားတဲ့အခါခေါင်းကိုတက်တာစေတယ်။ရေခဲဘလူးတွေနဲ့ကြုံတွေ့ရပေမဲ့သူတို့ကိုအလွယ်တကူပဲမောင်းထုတ်လိုက်တယ်သူ့အတွက်အစာရှာရက်ခတ်မှမှုနှင်းဖုံးတောင်တွေကိုခွင့်မပြုဘူးလို့သူယူဆတဲ့ပြီးပြည့်စုံတဲ့အိမ်နဲ့ပြီးနောက်မှာသူဆက်လက်ရှာဖွေနေတယ်